စပင်မဆိုင်ခင်မှာတည်ထားတဲ့အကြောင်းအရာများနံပါတ်1စပင်ကျွန်းရတဲ့အကြောင်းရင်းကိုအရင်သိရပါမယ်မျိုးရိုးကြောင့်ကျွတ်တာလားဒါမှမဟုတ်ရင်လေဟော်မုန်း DHT ကြောင့်လား stress ကြောင့်လားအာဟာရချို့တဲ့မှုကြောင့်လားဆေးဝါးကြောင့်လားဆိုတာကိုအရင်သိဖို့လိုပါတယ်အကြောင်းရင်းမသိဘဲနဲ့စပင်ဆိုင်လိုက်မယ်ဆိုရင်တော့နောက်ပိုင်းမှာလည်းဆက်ကျွတ်နိုင်ပါတယ်နံပါတ်2စပင်ဆိုင်ရင်အမြဲမကျွတ်တော့ဘူးလားစိုက်ထားတဲ့စပင်ကတော့အတော်များများမကျွတ်ပါဘူးဒါပေမဲ့မစိုက်ထားတဲ့မူလားစပင်တွေကဆက်ကျွတ်နိုင်ပါတယ်ဒါကြောင့်ဟော်မုန်းကိုဘလော့ပေးတဲ့ Finasteride လိုမျိုးဆေးမီနိုစီဒင်လို့ခေါ်တဲ့ခေါင်းကိုဖျန်းတဲ့ဆေးတွေကိုဆက်ပြီးတော့အသုံးပြုရပါတယ်နံပါတ်3အသက်အရွယ်အရေးကြီးပါတယ်တကယ်လို့သင်ဟာအသက်20လောက်ပဲရှိသေးတယ်ဆိုရင်တော့စပင်ဆိုင်ဖို့အတွက်ပါမပေးပါဘူးအကယ်၍ကျွတ်နေတယ်ဆိုရင်တော့မှဆရာဝန်နဲ့တိုင်ပင်ပြီးတော့ Finasteride တောက်တာမျိုး Heavy RB ထိုးတာမျိုးကိုလုပ်သင့်ပါတယ်ပုံမှန်အားဖြင့်တော့အသက်25-30နောက်ပိုင်းကစပင်ဆိုင်ဖို့အတွက်တင့်တော်ပါတယ်နံပါတ်4ဒိုနာဧရိယာဖြစ်တဲ့ခေါင်းနောက်ကိုစစ်ဆေးရပါမယ်ခေါင်းနောက်စပင်ဟာထူထဲခိုင်မာမှပဲစိုက်လို့ရပါတယ်ဒိုနာအားနည်းနေရင်တော့ဒီစတီမကောင်းတာနောက်တစ်ချိန်မစိုက်နိုင်တာတွေဖြစ်တတ်ပါတယ်နံပါတ်5မတ်သက်နီလန်းကိုနားလည်ထားရပါမယ်ဒါကတော့ FUE နည်းပညာအနာသေးပါတယ် recovery လည်းမြန်ပါတယ်သပင်စိုက်တဲ့အခါမှာအများဆုံးသုံးတဲ့နည်းပညာဖြစ်ပါတယ်နောက်တစ်ခုကတော့ FUT အမာရွတ်ရှိနိုင်ပေမဲ့ grab များများရပြီးတော့ကိုကောင်းအခြေအနေပေါ်မူတည်ပြီးတော့ရွေးရပါတယ်နံပါတ်6စပင်စိုက်ပြီးရင်ချက်ချင်းမလှပါဘူးတစ်လနှစ်လအတွင်း short lot ဖြစ်နိုင်ပါတယ်3-4လမှစပြီးတော့အသစ်ထွက်ပါတယ်6လကနေ12လမှ result အပြည့်ကိုမြင်ရမှာဖြစ်ပါတယ်ဒါကိုတော့စိတ်ရှည်ဖို့လိုပါတယ်နံပါတ်9 lifestyle မပြောင်းရင် result မကောင်းပါဘူးဒါတွေကတော့ဆရာဝန်ပေးထားတဲ့ဆေးတွေကိုမတောက်တာနောက်ပြီးရင်တော့ရက်တောက်တာဆက်လေးတောက်တာများတာအေးမဝတာဒါတွေရှိနေမယ်ဆိုရင်တော့စိုက်ထားတာလှပေမဲ့နောက်ပိုင်းမှာထပ်ပါနိုင်ပါတယ်နံပါတ်10 clinic နဲ့ဆရာဝန်ရွေးချယ်မှုလည်းအရန်အရေးကြီးပါတယ်ကိုရွေးချယ်မဲ့စီကံဟာ before after အမှန်ကန်ရှိလားဆရာဝန်ကိုယ်တိုင်လုပ်ပေးတာလားစပင်စိုက်တာနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိဘူးလားဈေးနှုန်းချို့တာမှုတစ်ခုပဲမကြည့်ပဲနဲ့ဆရာဝန်နဲ့စီကံကိုလည်းတခြားအကဲခတ်တင်ပါတယ်နံပါတ်9တခါတည်းပြီးမယ်လို့မထင်ထားပါနဲ့လူတချို့မှာစပင်စိုက်တာ2ကြိမ်3ကြိမ်ရှိတတ်ပါတယ် Hello progressing ပေါ်မူတည်ပြီးတော့လည်းရှိပါတယ်စပင်စိုက်ပြီးွားရင် Heavy RB ထိုးတာလို့ Finasteride လိုမျိုး DHT hormone vlogger တောက်ရတာ Viodin တောက်ရတာမီနိုစီဒယ်လိုစပင်ပေါက်ဆေးတွေဖြန်းရတာဒါတွေကိုထည့်ပြီးတော့တွက်ချက်ဖို့လိုအပ်ပါတယ်နံပါတ်10စပင်စိုက်မယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာလည်းပြင်ဆင်ထားသင့်ပါတယ်တဦးနဲ့တဦး result ဟာ100%မတူနိုင်ပါဘူးကိုယ့်ရဲ့စပင် testy တိတ်သီးစားကတဘာဝလိုမထူနိုင်တာမျိုးလည်းရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့မျှော်လင့်ချက် expectation ကိုမှန်ထားရင်တော့စိတ်ကျဉ်နှံ့မှုရရှိစေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုဝေမျှပေးတာကတော့စပင်မဆိုင်ခင်မှာသိထားရမယ့်အချက်လေးတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like share လုပ်ပြီးတော့ subscribe လည်းလုပ်သွားပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာဘလို့အကြောင်းအရာတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြားရင်းနဲ့အခုဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေဗျာ